archives မိပါဒီ plot လေးကတော့ကျွန်တော်ဂျေကျူးသွားတဲ့ plot လေးပါဒါပေမဲ့ဂျေကျူးကျွန်တော်အလဲသွားတာမဟုတ်ပါဘူးကျွန်တော်အလုပ်ကိစ္စနဲ့ဧည့်သည်တွေကိုကားလိုက်မောင်းပြရမယ်တိုးလုံးတဲ့ကိစ္စနဲ့သွားတာပါ 안녕하세요. 네. မနက်၄နာရီထားပြီးကျွန်တော်လေရင်ခွင်းသွားပါတယ်အိမ်ကနေလေရင်ခွင်းကိုမိနစ်50လောက်တိုက်စီစီရပါတယ်လေရင်ခွင်းရောက်တာနဲ့ကျွန်တော် check in counter တန်းဖွင့်လို့ကျွန်တော် check in လုပ်ပြီးတော့အနည်းငယ်ကျွန်တော်အလုပ်ပင်ပန်းလာလို့အဲ့ဒါ Dunkin Donut နဲ့ကျွန်တော် coffee နဲ့အားဖြစ်နေပါတယ်အဲ့လိုနဲ့6:20မှာ boarding call နဲ့ကျွန်တော်လေရင်စီးပါတယ်အခုမြင်နေရတော့ဂျေကျူးကျွန်းမှာဂျေကျူးကျွန်းကနေပြီးတော့နေထွက်နေတော့ကျွန်တော်ရိုက်ထားတာပါအရင်ကလှပါတယ်9:42မှာတော့ကျွန်တော်ဂျေကျူးကို landing ဖြစ်ပါတယ်ဒါကတော့ဂျေကျူးလေစိတ်ပါကျွန်တော်ဧည့်သည်ထက်တနာရီလောက်စောပြီးကျွန်တော်လေစိတ်ကိုရောက်နေတာပါကျွန်တော်ဧည့်သည်တွေကဘူဆန်ကနေဂျေကျူးကိုလာပြီးကျွန်တော်ကတော့ဆိုးကနေပြီးဂျေကျူးကိုသွားတာပါကျွန်တော်တို့ကဂျေကျူးမှာစုံကြတာပါခရီးစဉ်ကအားလုံး3ရက်ပါဒါကတော့ကျွန်တော်တို့ရဲ့ပထမဆုံးရက်ပါ first day ရဲ့ first location ကတော့ကျွန်တော်တို့အခုကြောက်ကဘာကိုသွားနေပါတယ်ပြန်လန်းလေးမှာ tangerine တွေရောင်းတာတူလို့ဝယ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီနေ့လေစာသွားစားပါတယ်နေ့လေစာအပြီးမှာတော့ဒီဂျေကျူးရဲ့ historical site ဖြစ်တဲ့ကျွန်တော်တို့ရေတံခွန်သွားပါတယ်Day 2ပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ museum သွားပါမယ်ဒီမှာတော့မာချာနဲ့လောက်ထားတဲ့စားတောက်ကုန်တွေကိုရောင်းပါတယ်ကျွန်တော်လည်းအိမ်သူအိမ်သားတွေစားဖို့တော့လက်ဆောင်ဝယ်ပါပါတယ်ဒါကတော့ Innisfree Jeju House ပါဒီမှာဆိုရင်တော့ Innisfree product တွေက Jeju ကထွက်တဲ့တဘာဝထွက်ကုန်တွေနဲ့ထုတ်ထားတဲ့ဟာတွေကိုရောင်းပါတယ်Innisfree showroom အနောက်မှာလက်ဖက်ဆိုင်ခင်းရှိပါတယ်ဒီလက်ဖက်ဆိုင်ခင်းကတော့ photo spot ပါဒါပေမဲ့ကျွန်တော်ကတော့ဒီတစ်ခါမရိုက်ခဲ့လိုက်ရပါဘူးဒါကတော့ day 2ရဲ့ second location လေးပါဒါကတော့ Thephu ကမ်းခြေပါကျွန်တော်သွားတာ12လပိုင်း26နေ့ပါလုံးဝ winter season ကြီးပါဒါပေမဲ့ Jeju မှာ winter မှန်းတော့မသိရပါဘူးရာသီဥတုကစိုးထက်ဆိုင်အများကြီးနှွေးပါတယ်ရေကလည်းကြည်တောက်ပြီးတော့နှွေးရသည်ဆိုရင်တော့အဲ့မှာခုံပြီးတော့ကူးစင်းကျင်ပါတယ် second day ရဲ့ second location ပြီးတော့ကျွန်တော်အဲ့ဒီလည်းနေ့လည်စာသွားစားတဲ့အချိန်မှာကျွန်တော်အင်ဒိုနီးရှားတကယ်ချင်းကိုရုတ်တရက်ကြီးတွေ့လို့သူနဲ့အဲ့ဒါခောက်ဆွဲဆိုင်မှာခောက်ဆွဲသွားစားပြပါတယ်ဒါကတော့ကျွန်တော် Jeju ရောက်အမြဲတမ်းသွားစားနေတဲ့ခောက်ဆွဲဆိုင်မှာခောက်ဆွဲကလက်ဆက်တဲ့ Jeju ကထွက်တဲ့ seafood တွေနဲ့လုပ်ထားတော့တကယ် seafood ရတာထွက်တဲ့ခောက်ဆွဲလေးပါအဲ့လိုနဲ့ညဘက်ရောက်တော့ကျွန်တော်တို့ဂျေကျူးမှာရှိတဲ့ဂျေကျူးဒုံးမွေရှိချမ်းဆိုတဲ့ဈေးကိုသွားပါတယ်ဒီဈေးကဂျေကျူးသွားရင်မရောက်မဖြစ်သွားတဲ့ဈေးတစ်ခုလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဧည့်သည်အိမ်ပြန်လက်ဆောင်ဝယ်နေတာပါဒီဈေးကဝယ်လို့လည်းအရန်ကောင်းတဲ့ဈေးလည်းတက်တာပြီးတော့အားလုံးကလက်လက်ဆက်ဆက်ပဲပေါ့နော်အကုန်လုံးကြော်ပြီးတော့အရှိမာတွေအဲ့လိုရောင်းကြတာပါငါးတွေကိုအိမ်ပြန်လက်ဆောင်ဝယ်သွားလို့ရအောင်အခုလိုလဲတက်ရက်လေး packaging လုပ်ပေးတာပါတယ်ဒီဈေးကတခုမကောင်းတဲ့အချက်ကတော့လူအရန်များတော့ကျွန်တော်တို့ဝယ်ထားတဲ့အစားအစာတွေကိုဝယ်သွားပြီးွားရင်ဟိုတယ်မှာပဲဖြစ်ဖြစ်တနေရာမှာသွားစားရပါတယ်အခုကတော့ day 3နဲ့နောက်ဆုံးနေ့လေးပါနောက်ဆုံးနေ့လေးမှာအမှတ်တရအနေနဲ့ကျွန်တော်နဲ့ဧည့်သည်တွေနဲ့အားလုံးသွားပြီးမနက်စာသွားစားပါတယ်ဂျေကျူးရောက်ရင်ကျွန်တော်တို့ကမစားမဖြစ်အစားအစာတစ်ခုရှိပါတယ်ဟုတ်ပါတယ်အပလွန်နဲ့လုပ်ထားတဲ့ဆန်ပြုတ်ပါဂျေကျူးရောက်ရင်ဒီဆန်ပြုတ်ကိုစားခဲ့ကြပါမနက်စာစားပြီးတော့ကျွန်တော်တို့တွေအားလုံး tourist attraction တနေရာသွားပါတယ်ဒီလိုကြောက်ကဘာကြီးဘေးနားမှာလူတွေဆင်းလို့ရအောင်လှေကားလေးလုပ်ပေးရပါတယ်အဲ့တော့လူတွေအားလုံးကိုဆင်းပြီးတော့ကမ်းခြေကိုကြည့်လို့ရပါတယ်ဒုတိယ location အနေနဲ့ကျွန်တော်တို့ပန်းကင်ကိုသွားပါတယ်ဒီပန်းကင်မှာတော့ပုံလေးတွေကအခုလိုရိုက်လို့ရပါတယ်
ဧည့်သည်တွေမှာပဲအများဆုံးကတော့ဒီတယောက်ပါတော်တော်လေးလေးချစ်ဖို့ကောင်းပါတယ်ပန်းကင်းတွေထဲမှာတက်ပုံရပြီးအပြန်မှာတော့ပြောင်းမှုပြုတ်သူလဲစားခြင်းနဲ့ဆိုတော့ဝယ်ကျွေးရပါသေးတယ်အဲ့လိုနဲ့ကျွန်တော်တို့နောက်ဆုံးခီးစဉ်နောက်ဆုံး location ဖြစ်တဲ့ကျေကျူးရဲ့နေဝင်လာကိုကြည့်ဖို့စောင့်နေတဲ့အချိန်မှာကျွန်တော်တို့တွေအားလုံးကင်းမွန်ကြောင်းနဲ့กินလာတာစားပါတယ်အဲ့လိုနဲ့ကျွန်တော်တို့အားလုံးနေဝင်ခြင်းကိုကြည့်ပြီးကျွန်တော်တို့ကျေကျူး trip လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်2026တကြံမှာကိုရီးယားလာဖို့စီစဉ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ Elite Travel တို့ဆက်သွယ်လို့ရပါတယ်